နေ့တောင်ကြတယ်ဝဲတာပြီးတော့၆ပါးတာတော့မဲထားပြီးသားအဲ့ဒါကြတော့မမှန်ဘူးပေါ့ကျောင်းကဆရာမတွေကတဘောပန်းမအဲ့လိုဖားဆိုတော့မယုံသေးဘူးတကြောင်လုံးမပထမလားအဲ့လိုပြင်ပြီးတော့မေးသေးတယ်တနိုင်ငံလုံးပထမဆိုမှကိုကအဲ့လောက်တောင်ဖြစ်တော့เนี่ยကိုကအတိုင်းမသိဝင်တာတာပါလေအရင်ပြုံးပြတဲ့ဝမ်းလေးတာပြောသမီးလေးတက်လည်းအများကြီးကိုရပါရစိတ်လုံးရှာပြီးတော့ပြောနေတာစားတော့6ပါးသားလောက်ထိရောမဲမှာဒါပေမဲ့ဒီလိုမျိုးတော့ကိုရလိမ့်မယ်လို့မထင်တာတဲ့တိုင်းမှာဒီကဆူရအဲ့လိုပြောရပေးစားမလို့သူကငငယ်တွေကကိုယ့်အနေကိုလုံးတယ်ဘာမှပြောစမ်းမလို့ပဲဟိုဘက်ဟာပင်ပိုးရမလဲစာအုပ်လေးတွေဝေပဲတယ်အဲ့ဒါပဲရှိတာဖြစ်ချင်တာပေါ့နော်ဆရာဝန်ဖြစ်ချင်တော့အဲ့လိုမျိုးဖြစ်အောင်လုပ်ခဲ့စားရအဆောင်မနေကလေးကဆရာဆရာမတွေအကုန်လုံးလူတွေတင်းမရှာလုပ်ပေးပေါ့နော်သူရဲဆိုရင်လည်းဆရာမရပလန်တွေလေးဆွေးပေးအကုန်လုံးလုပ်ပေးစီးရဆောင်ဝဲရတော့အရင်final ဆောင်ဝဲထပ်ဖို့ခက်တယ်တော့ခဲ့စားသူပင်ပင်းတာပြေးပြီးတော့စာရေးစာကောင်းတွေဆိုတော့ခါဆိုလို့ကြည့်မပြင်းတော့နေပင်ပင်းတွေအိတ်တော့ဆိုသူကမရဘူးဖြေးမှာအဲ့လိုမိဖပြည့်စင်ရှင်တဲ့စင်သားတွေကိုရောတမိသားလုံးကကိုယုံဆုံးဖြေးတဲ့အဲ့ဒါတော့ကျေးဇူးတင်တယ်လို့ကိုဖြစ်ချင်တာပေါ့နော်ဈေးမလျှော့ပြီးတော့စူးစမ်းရင်ဖြစ်နိုင်မှာဖြစ်မရှိဘူးပေါ့နော်အကြောင်းဆက်လက်ပြီးတော့စူးစမ်းပါလို့တိုက်တွန်းချင်ပါတယ်အကုန်လုံးလေးကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်မင်္ဂလာရှိနေမလဲအရင်ပြုံးပြတဲ့ဝမ်းလေးတာပြောသမီးလေးတက်လည်းအများကြီးကိုရပါခုယူမိပါတယ်လို့အတိုင်းမသိဝင်းတာတွေလို့ရစိတ်လုံးရှာပြီးတော့ပြောနေတာလောက်ထိပြောလဲပြေမေတို့အတွက်အဲ့ဒါတော့ပြောမပြတတ်ပြောဒါသမီးကိုယ်တိုင်တော့ဒါဘယ်လောက်ထိမှန်ထားလဲစားတော့6ပါးသားလောက်ထိရောမဲမှာဒါပေမဲ့ဒီလိုမျိုးတော့ကိုရလိမ့်မယ်လို့မထင်တာဒီကတော့6ပါးတင်တော့မဲထားတယ်အဲ့ဒီတော့ရဖို့တော့မမဲထားဘူးဒါပေမဲ့သူအကောင်းဆုံးကြိုးစားပြီးတော့ဒီအစင်းရောက်လာမှန်ထားတယ်6กว่าသားတော့မှန်ထားတယ်ဒီမှာဟုတ်ကဲ့ဒါပေမဲ့တော်ဝင်းရတော့ပို့ပြီးတော့ဘုံယူမဆုံးဖြစ်တာပေါ့နော်ကိုမိသားစုတွေတော့ကွန်ဆောင်ပေးတယ်ဟုတ်တယ်အတန်းတိုင်းမှာသူကဆူရတယ်အဲ့လိုပြောရပေးစားမလို့သူကငငယ်တွေကကိုယ့်အနေကိုလုံးတယ်ဘာမှပြောစမ်းမလို့ပဲအဲ့လိုပညာရေးနဲ့ပတ်သက်ပြီးတော့အဲ့လောက်ထိလေသူ့ကိုဘယ်ဟာချက်ဘယ်ဟာကျဲအဲ့လိုတော့ကျွန်မကမပြောဘူးပါလေသူကဟိုငငယ်ကလေးကအိမ်စားတယ်ပါရင်တောင်မှသမီးလေးပင်လို့ဟင်းမလုံးနဲ့အဲ့လိုပြောတယ်ဒါတော့မှသူကဖြစ်အောင်လုပ်တာကျွန်မကဘာလို့ဆိုတော့ဟိုအတဲတွေနည်းနည်းကြီးလာတဲ့အခါမြန်မစားတယ်ကိုကဟိုအားနေမှာဆိုလို့ဟိုစာချီစာကုန်းတွေတင်တယ်ဗမာပိုင်းလေးတွေတင်တယ်ပြီးတော့သူလွယ်တဲ့အခါကြာလို့ရှိရင်ဟိုဘက်ဟာပင်ပိုးရမလဲစာအုပ်လေးတွေဝေပဲတယ်အဲ့ဒါပဲရှိတာအမေဒီကျောင်းသားဆရာဆရာမတွေနဲ့ဟိုတင်ပြမှုတွေကောင်းတော့ပို့ပြီးတော့ထုရှင်တော့တာပေါ့လေးပတ်သားလောက်ပါတာတော့ရှိတယ်တူမားတွေတူမားတွေဟောစားတော့6ပါးသားဒီမှန်ပြီးတော့စူးစမ်းခဲ့တာပေါ့နော်ပြီးတော့ဆရာဆရာမတွေမိဘတွေပတ်မှုပေးမှုတွေကြောင့်ဒီလိုရောက်လာခဲ့လို့ထင်ပါတယ်ဘာမှပြဿနာလည်းမစိတ်ကူးကြည့်တယ်ဘူးလားစိတ်ကူးရရင်စိတ်ဝင်တာပဲနဲ့တန်းလောက်ရ11လောက်ပဲရဖြစ်ချင်တာပေါ့နော်ဆရာဝန်ဖြစ်ချင်တော့အဲ့လိုမျိုးဖြစ်အောင်လုပ်ခဲ့ဆရာဖြစ်ချင်စားရအဆောင်မနေကလေးကဆရာဆရာမတွေအကုန်လုံးလူတွေတင်းမရှာလုပ်ပေးပေါ့နော်သူရဲဆိုရင်လည်းဆရာမရပလန်တွေလေးဆွေးပေးအကုန်လုံးလုပ်ပေးသူကအဲ့ဒါကိုတက်နိုင်တဲ့လောက်ပြအောင်လုပ်တယ်လိုက်နိုင်အောင်လုပ်တယ်ပေါ့နော်အဲ့ကြောင့်လေးရနိုင်ခဲ့လို့ထင်ပါတယ်သမီးရောဒါမွေးချင်းတွေပါရှိပြီလားသူအောင်မောင်လေးတယောက်သူကအကြီးအဲ့လောက်ထိတော့သူတော့မဟုတ်ဘူးသူကလည်းသူပုံမှန်ကျွန်တော်တို့ကကုန်တင်ကျွန်တော်တို့လင်မြန်းနေရတော့ကုန်တင်ဆိုတော့သူငငယ်တွေကသူ့ကိုဒီတိုင်းပဲသူကသူစာကျောင်းစာကိုသူကသူလုပ်တယ်ကျွန်တော်တို့ကစီးပွားရေးကိုကအဲ့လိုပါအမေလေးအဲ့လိုအနင်းကမနေနိုင်ဘူးကျွန်တော်တို့ကကျတော့နေအောင်လို့ကုန်တင်ဆိုတော့ညာဘက်မှသူလည်းတွေ့ရတာငငယ်တွေကသူကကျောင်းစာကိုကိုပဲလုပ်တယ်ဟုတ်တယ်ကျွန်တော်ရခိုင်မှနေတော့ကတော့ကိုအိမ်မှာကိုအဲ့လိုနေကြတယ်ကျွန်တော်တို့ဒီမန္တလေးမှာကျတော့သူ့ကိုဒီ grade 11 grade ကဒီစီကြီးမှာထားမယ်ဆိုပြီးတော့အဲ့လိုဒီမှာအကြောင်းလာအဲ့ဒါဒီမန္တလေးပဲလာပြီးတော့ဒီညမှာအနည်းငယ်နေကျွန်တော်အဲ့လိုဖြစ်တော့ကျွန်တော်ရခိုင်မှနေတယ်ဆိုရင်လေဒီမှာပဲသူ့ကိုဒီအဲ့လိုထားလိုက်မယ်ဆိုပြီးတော့အခုအတူတူပဲသမီးအဆောင်လေးကျမရတည်ချာလမ်းညွှန်ပေးအိတ်ချိန်အိတ်ပေါ်စာလုပ်ချိန်လုံးနားချိန်မှာနားအဲ့လိုလုပ်ပြီးတော့အကုန်လုံးပြည့်စုံတယ်စီးရဆောင်ဝဲရတော့အရင်
ဖိုင်နယ်ဆောင်ဝယ်ထပ်ဖို့ခက်တယ်တော့ခဲ့စားဆရာမရအမြဲကျူတိုရဲစစ်ပဲပေါ့နော်ပြီးလက်စိန်ဆောင်ဝယ်နေဖြေလိုက်တော့ပြီးမေကွန်းအောင်နေတဲ့ထက်ကလုပ်ပေးပေါ့နော်အဲကြောင့်ဖိုင်နယ်မှာအဲ့လိုမျိုးတတိချာချာလေးဖြေနိုင်ခဲ့လို့ထင်vision နှစ်ခေါက်သုံးခါလောက်ပြန်တယ်ပေါ့နော်အဲ့လိုမျိုးစောင်းမွေးလက်စိန်ဆောင်ဝယ်တွေဆိုရင်လည်းအမြဲပြန်ဖြစ်တယ်ဟုတ်ဖေဖော်ဝါရီတော့အဆင်ပြေအဲ့လောက်ထိထူးတော့မရှိပါဘူးကျမကမနေ့6နာရီကလေးကဈေးဆိုင်ပေါ်ရောက်တယ်ဆိုရပေမဲ့သူတော့ဘာလို့ဆိုတော့ guide ဆရာမတွေရခိုင်မှာနေကြတော့ကိုကဘယ်ဟာအကြောင်းသူရှင်ကောင်းလေအဲ့ဒါကောင်းတက်ထားပေးတယ်ကိုကမလိုက်နိုင်ဘူးဆိုတော့ညည်းဆိုလို့ရှိရင်လည်းသူနဲ့တူစာကျဲမဲစာလုံးမဲဆရာမတွေအဲ့လိုအိမ်မှာခေါ်ပေးတယ်သူကလိုလည်းသိမရှိအောင်အဲ့လိုကိုကစီပွဲပဲလုံးနေတယ်ဆိုတော့ဒီစာတွေကြတော့ကိုလည်းနားမလီတော့ဘူးလေအကိုသိခဲ့တဲ့ဟာနဲ့တခြားစီပဲဒါကြောင့်ဒါပေမဲ့သူကတော့ထူးတော့မရှိပါဘူးကိုဟာနဲ့ကိုပုံမယ်အဲ့လိုလုပ်တော့တာပဲသူပင်တာပြေးပြီးတော့စာရေးစာကောင်းတယ်ဆိုတော့ဟာဆိုလို့ချင်းမပြေးနဲ့တော့နေပင်တဲ့အိတ်တော့ဆိုသူကမရဘူးဖြေးမှာအဲ့လိုမတဲ့သူကငယ်ကလေးကစိုးတွေအများကြီးရတော့တယ်သူကဆရာဝန်ဖြစ်စီရှင်တာ ဒီသားဆိုတဲ့ဆရာဝန်ရှိတယ် ရှိ သူကငယ်ကလေးအဲ့လိုဆံဝင်ဖြစ်ရှင်တော့သူပြေးအောင်အဲ့လိုပဲဆက်ပြောပြတာဟုတ်တယ်လို့ပြောအဲ့ဒါတမီးကတိရှာရွေးချယ်ရအောင်ပါပေါ့နော်အခုကြည့်အောင်မသိရတယ်ဒါမဲ့ကျမကြတော့မလို့စီရှင်ဘူးစီပေါ်ရေးကြတယ်ပင်နဲ့ငွေချရတာလွယ်ပေမဲ့ကိုကတခါတလေတမိန်မင်းကလေးကြတာအဲ့လိုမပင်စီရှင်ဘူးစီပေါ်ရေးလုံးဘလောက်ရှင်းတာပါစေလေပညာတဲ့အတိုင်းဝိုင်းစတဲ့ဆိုတာကကျောင်းဆရာမပင်ဖြစ်လူလေးစားတွေပေါ့နော်အဲ့ဒါဂုံလို့ရှိတာကျမငါပထမကြတော့မြေးတောင်ကြတယ်ဝဲတာပြီးတော့မဲထားပြီးသားကျမဆောက်ပါလာတော့မဲထားပြီးသားအဲ့ဒါကြတော့မမှန်ဘူးပေါ့ဟိုကအဲ့လိုမိတ်ဆွေရပုံဆက်ပြီးတော့ဆရာမတွေကဖုံးဆက်ကျောင်းကဆရာမတွေကတဟိုဘမ်းမအဲ့လိုဖားဆိုတော့မယုံသေးဘူးတကြောင်လုံးကပထမလားအဲ့လိုပြန်ပြီးတော့မေးသေးတယ်အဲ့လိုဆရာမပြန်ပြောတာပေါ့တကြတနိုင်ငံလုံးပထမဆိုမှကိုကအဲ့လောက်တောင်ဖြစ်တော့ねကိုကအတိုင်းမသိဝင်တာတာပါလေမိဖပြည့်စည်ရှင်တဲ့စင်သားတွေကိုရောတမိန်သားလုံးကကိုယူမဆုံးဖြတ်တဲ့အဲ့ဒါတော့ကျေးဇူးတင်တယ်လို့သူကအဲ့လို rate အလဲပဲကလေးကဖြည့်ပြီးကလေးကတရားမကိုမနာဘူးနေဝညာတကြံဆွေးလည်းမနာဘူးတောက်ကြောင့်စာပေးလုံးနေတာအဲ့လိုကြိုးစားတဲ့အတွက်ဒီလိုရလာတာသူကဖေကစာမခွေးပြီးတာနဲ့သူလိုရှင်တဲ့ဖောင်းနေပြီးတော့အမေကသူလိုရှင်တဲ့ဆွေးကြိုးတွေပါအကုန်လုံးပြီးပြီးတော့သူလိုရှင်တဲ့ဟာပြန်ပြီးတော့သူပဇာကပြောတဲ့အတိုင်းကျမကလုတ်ပြစီရှင်တာပေါ့နော်လို့တခါမှမငြင်းဘူးသူတဟိုမှာပတ်ဆိုတော့ပါတီပေးတယ်သူတောင်းတဲ့ဟာပေးမယ်လေစိတ်ကူတာသမီးအောင်တောင်းတယ်တောင်းတာပေးပဲတောင်းလိုက်တော့ဘာမှတော့မတောင်းချင်ပြောဖြစ်တယ်ဒါပေမဲ့သူကငီသေးရောနော်အဲ့လိုတမျိုးငီတော့အဲ့လိုပဲအဲ့လိုမစားဘူးတေချာတော့မလုပ်သေးငငယ်လေးကစားမှာပါဟုတ်ချောင်းပါဝတ်တိုင်းမှာရှားတယ်ဒီစားလေးကချက်မှာလုပ်တယ်တခါတလေရောပကြီးတွေပါပြိုင်ပါတယ်အဲ့လိုဒီမှာဘာမှအလုံးလေးမရှိဘူးအမျိုးသားပဲနေနေဥဆောင်ပြီးတော့သူကသူဟာကြတော့ဘာလဲဆိုတော့ဖာလိုက်တွေပဲရောက်တာပေါ့နော်သူအသီးတွေကဒီလိုမေ့လာတယ်ဆိုလို့ရှိရင်ကိုကဂုံယူရတာပေါ့တိုင်းသူဝမ်းတာပေါ့မနေ့ကလေးကအဲ့လိုမိတ်ဆွေတကယ်ချင်းတွေပုံချင်းလာတော့ကြာအဲ့လိုဖုန်းနဲ့ရောပါ Messenger တွေရောဝမ်းတာပါလေတိုင်းသူဖြည့်ရှင်တာအကုန်လုပ်ပေးစီတာသူကကျမတို့ထက်ဘာလို့တော်တယ်လို့ပြောရမှာကျမတို့ကြတာနည်းနည်းခင်းနောက်ကြတဲ့ပုံစံမျိုးပေါ့နော်သူဖြစ်ရှင်တဲ့စံသားကိုပဲဦးစားပေးမှာကိုကတဲ့အဘယ်ဟာလို့အဲ့လိုကြိုးကင်တာတော့မရှိဘူးရှေ့ဆက်ပြီးဘယ်လိုဆက်သွားမှာစဉ်းစားမှာအဲ့တော့ mentally stable တက်ဖြစ်မယ်လို့ထင်ပါတယ်ခြားတယ်အဲ့လိုဒီလိုမှတ်ထားကြိုးစားပြီးတော့ဟုတ်လားတော့ချင်ပါဒါမဒီကိုပြန်လာမှာပေါ့နော်ကိုဖြစ်ချင်တာပေါ့နော်ဈေးမလျှော့ပြီးတော့စူးစမ်းရင်ဖြစ်နိုင်ဆိုတာမရှိဘူးပေါ့နော်အကြောင်းဆက်လက်ပြီးတော့စူးစမ်းပါလို့တိုက်တွန်းချင်ပါတယ်အကုန်လုံးလေးကျေးဇူးတင်ပါတယ်ရှင်အခုအင်တာဗျူးတွေကိုအင်တာဗျူးတာတွေကိုဗာလေသမီးလေးတော့ကိုယူမဆုံးပြီးတော့ကျောင်းကဆရာဆရာမတွေကိုသင်ပြပေးတဲ့ကောင်းတဲ့ဆရာဆရာမတွေအကုန်လုံးအဲ့ဒါကောင်းလို့ပေါ့နော်အဲ့ဒါကိုယူစုရတယ်ဆိုတော့တိုင်းပြည်ဝင်တာပါတယ်လို့လာမေးရတဲ့သတင်းဌာနတွေရော
ဒီကျောင်းကဆရာမတွေကိုမနေ့ကဟိုမှာ live ပေါ်မှာဟောFacebook မှာဟိုစကားပြောပြကြတဲ့မိတ်ဆွေတို့ချင်းအကုန်လုံးကျေးဇူးတင်ပါတယ်